မင်္ဂလာပါထိုင်းလူမြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လှပတဲ့မြင်ကွင်းတွေနဲ့မိသားခရီးစဉ်တွေကိုပြန်လည်ခန်းစားနိုင်ဖို့ထိုင်းနိုင်ငံရဲ့လှပတဲ့မိသားလမ်းကြောင်း10ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1ကိုယ်မြစ်ကူးတရားပေါ်မှာမိသားလမ်းကြောင်းတေမင်းတမန်ရထားလမ်းဟာဒုတိယကမ္ဘာစစ်ကာလအတွင်းကစစ်တုပ်ပန်းတွေရဲ့အတက်နဲ့လဲလှယ်ပြီးတော့မြန်မာနိုင်ငံကိုတွားဖို့ဟောက်လောက်ခဲ့တဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကြီးတွားလာရေးဘက်ကကြည့်မယ်ဆိုရင်တော့တေမင်းတမန်ရထားလမ်းဟာအထင်ရှားဆုံးနဲ့ကန္နဝင်အဆင့်ဆုံးကြီးတွားလမ်းကြောင်းလို့ပြောလို့ရပါတယ်ဒီရထားလမ်းရဲ့ခီးစဉ်ဟာအိုလမ်ဖုံမိသားဗုဒ္ဓရောင်ကနေစတင်ပြီးတော့ဇန်ယုတ်နော်ရေတကွန်ဗုဒ္ဓအထိပြေးဆွဲပါတယ်ခီးစဉ်တစ်လျှောက်မှာလှပတဲ့နေရာများပြားကိုတွေ့မြင်ခံစားရမှာဖြစ်ပြီးတော့အဲ့ဒီထဲကအလှဆုံးနေရာကတော့ကိုယ်မြစ်ကူးတရားဖြစ်ပါတယ်ဒီတရားဟာဆိုရင်ဖြင့်တေမင်းတမန်ရထားလမ်းရဲ့အရေးကြီးဆုံးတရားလေးဖြစ်ပါတယ်ထူးခြားဆုံးအချက်ကတော့မီတာ300ရှည်နေရတဲ့ဝယ်မြစ်ကူးတရားပေါ်ကမိသားတန်လန်းပေါ်မှာလမ်းလျှောက်နိုင်တာပါပဲဒါဟာထိုင်းနိုင်ငံရဲ့မိသားဌာနကခွင့်ပြုထားပြီးတော့ကိုယ်မြစ်ပေါ်မှာမိသားပုံမှန်ပြေးဆွဲနေချိန်မှာတော့ကြီးသွားတွေတရားပေါ်မှာလမ်းလျှောက်နိုင်တဲ့တစ်ခုတည်းသောနေရာဖြစ်ပါတယ်နံပါတ်2တေမင်းတမန်ရထားလမ်းပေါ်မှာရှိတဲ့မာရဏကွေထမ်ကရစစ်လို့ခေါ်တဲ့ဂူအနီးတစ်ဝိုက်ဟာတေမင်းတမန်ရထားလမ်းဖောက်လုပ်စဉ်ကစစ်တုပ်ပန်းတွေနောက်ကူခဲ့တဲ့နေရာဖြစ်ပါတယ်ဒီနေရာဟာရထားလမ်းဖောက်လုပ်ရာမှာအန္တရာယ်အစီးဆုံးနေရလို့ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့မတ်ဆောက်တဲ့ကြောက်ဆောင်နှံရံတွေကိုဖျက်ပြီးတော့ဖောက်လို့ရတယ်လို့တစ်ဖက်ကလည်းဝယ်နောမြစ်သေးကိုနှက်ဆန်းစွာကြာရောက်နေတဲ့ကြောက်ကဘာကြီးဖြစ်နေလို့ပါပဲ။ Tam Classic ကိုအနီးတစ်ဝိုက်ကကြောက်ဆောင်နှံရံတွေကိုကွေးဝိုက်ပြီးတော့ဖောက်လုပ်ထားတဲ့မိသားလမ်းကြောင်းဖြစ်ပြီးတော့လှပတဲ့ကွယ်နောမြစ်ရဲ့မြင်ကွင်းနဲ့အတူတည်ရှိနေပါတယ်။ဒါဟာလှပပြီးစိတ်လှုပ်ရှားရှာကောင်းတဲ့လမ်းကြောင်းတစ်ခုလို့ပြောလို့ရပါတယ်။ကွယ်မြစ်ကူတရာနဲ့ဒေမင်းတမန်ရထားလမ်းဟာစိတ်ပိုင်းဆိုင်ရာအရာတန်ဖိုးမဖြစ်နိုင်တဲ့ကပ္ပယဉ်ကျေးမှုအမွေနှစ်တစ်ခုဖြစ်ပါတယ်။ဒါဟာထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အရှေ့အာရှစစ်ပွဲရဲ့တင်နေတာတစ်ခုဖြစ်ပြီးတော့လူပေါင်း3,000,000 ကျော်ရဲ့အသက်နဲ့ဖန်တီးခဲ့ရတာဖြစ်ပါတယ်။နိုင်ငံ14နိုင်ငံကလူတွေပါဝင်ခဲ့ကြပြီးတော့ကမ္ဘာပေါ်မှာလူအများဆုံးပါဝင်ဖော်လုပ်ခဲ့တဲ့တစ်ခုတည်းသောမိသားလမ်းကြောင်းဖြစ်ပါတယ်။မိသားတန်လမ်းရဲ့အောက်ခံတစ်သားတုံးဘယ်နှတုံးရှိလဲရထားလမ်းဖောက်လုပ်ရာမှာတည်ဆုံးခဲ့တဲ့လူရည်တွက်ကလည်းအဲ့ဒီတိတာ3တွေရဲ့အရေးတွက်လောက်ပဲလို့ပြောဆိုမှတ်ပြုကြပါတယ်။နံပါတ်3ဟောင်းခေါင်ခတ်တုံကြားကိုဖျက်သွားတဲ့မိသားလမ်းကန်ချနပူရီခရိုင်ထဲကဝယ်မြစ်ကမ်းနားမှာတည်ရှိတဲ့ဝတ်တမ်ခေါင်ပွန်ဘုံကြီးကျောင်းရဲ့နောက်ဘက်မှာရှိတဲ့မိသားလမ်းကျောင်းဖြစ်ပါတယ်။ဒီနေရာဟာဒုတိယကမ္ဘာစစ်ကာလမှာကြီးမားတဲ့စစ်တုပ်ပန်းတစ်ခုတည်ရှိခဲ့ပြီးတော့ဂျပန်စစ်တပ်ကဆေးရုံအဖြစ်အသုံးပြုခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ခေါင်ပွန်ဆေးရုံလို့ခေါ်ခဲ့ကြပါတယ်။ဘုံကြီးကျောင်းရဲ့နောက်ဘက်မှာတော့ချောင်းကောင်ပွန်ဘူတာရဲ့မိသားလမ်းကြောင်းရှိပြီးရထားလမ်းဟာချောင်းခေါင်ခတ်တောင်ကြားကိုဖျက်တမ်းသွားပါတယ်။ဒါဟာမိသားလမ်းကြောင်းရဲ့လှပတဲ့ရှုထောင့်တစ်ခုဖြစ်ပါတယ်။နံပါတ်4 Rome Hope မိသားလမ်းကြောင်းစမုဆုံခရမ်ခရိုင်ထဲက Rome Hope ဆေးရာကဘာပေါ်မှာပျောက်ရှာအကောင်းဆုံးဆေးလို့ပြောလို့ရတယ်လို့မိသားတန်လမ်းပေါ်မှာကောင်တွယ်မှုပြုလုပ်တဲ့ကဘာပေါ်ကတခုတည်းသောဆေးလေးဖြစ်ပါတယ်။ဒီရထားလိုင်းကမဲကလောင်ဘူတာကနေပန်းလမ်ဘူတာအထိပြေးဆွဲပါတယ်။ရုံးမှုဆေးရဲ့မိသားလမ်းပေါ်ကရောင်းချနေတဲ့ဆိုင်ကန်း300ကျော်လောက်ရှိပြီးတော့မီတာ900ကျော်အရှည်လောက်အထိခင်းကျင်းရောင်းချနေကြပါတယ်။မိသားကရုံးဟုတ်ဆေးကိုဒီနေ့8ချိန်လောက်ဖြတ်သွားတာကြောင့်ရထားလာရင်ရှောင်သိမ်းနေရတဲ့လူတွေကိုစိတ်လှုပ်ရှားပွဲမြင်တွေ့ရမှာဖြစ်ပါတယ်။ရထားလာတာနဲ့ဆိုင်ကန်းပေါင်း300ကျော်ကဆေးတယ်တွေဟာမိုးရတဲ့သီးတွေကိုရောက်သိမ်းပြီးတော့ခင်းကျင်းထားတဲ့ပစ္စည်းတွေကိုလည်းတန်လန်းပေါ်ကနေအမြဲအမြန်သိမ်းဆည်းကြရပါတယ်။မိသားဖြတ်သွားတဲ့ချိန်မှာမိသားပေါ်ကလူတွေရောဈေးထဲမှာဈေးဝင်နေတဲ့လူတွေပါစိတ်လှုပ်ရှားကပျော်ရွှင်နေကြပါတယ်။နံပါတ်5ပင်လယ်ကမ်းနားကိုကွေးဝိုက်သွားတဲ့မိသားလမ်းကြောင်းဒီမိသားလမ်းကြောင်းဟာဆိုရင်ဖြင့်ပင်လယ်ကွေးကိုကွေးဝိုက်ပြီးသွားနေတဲ့တိုင်းတောင်ပိုင်းမိသားလမ်းကြောင်းပေါ်ကအလွန်လှပတဲ့မြင်ကွင်းဖြစ်ပါတယ်ပင်လယ်နဲ့နီးဆုံးနေရာကတော့ရကျုပ်ခီရီကန်ခရိုင်ထဲကဘော်နော့ပူတာနဲ့ကန်ကရဒိုင်ပူတာကြားကတနေရာထဲသာရှိပါတယ်မိသားပေါ်ကလူတွေဟာပရင်းပေါက်ကနေပင်လယ်ရဲ့လှပတဲ့မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ညဘက်မှာဆိုရင်တော့ပင်လယ်ထဲကငါးပန်းလှေတွေရဲ့အစိမ်းရောင်မီးရောင်တွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်